ဒီတိုင်းတော့လင်းလို့မရဘူးနည်းနည်းများဒိတ်တယ်တော့ယူရတယ်တုံးတဲ့ဆို45ရဲ့ယူရတယ်45ရဲ့ယူပြီးသွားရင်ဒိတ်တယ်ယူရတယ်အဓိကတော့ယုံကြည်မှုပေါ့ဟိုပြောမလို့ဒါယုံကြည်မှုနဲ့တွားတာနော်အဲကြောင့်လည်းဒီအဲ့ဒီလိုရက်တွေပါသူတို့ကျွေးနိုင်တဲ့အလူရှင်ကဘယ်လောက်တက်နိုင်လဲဆိုသူတို့အဲ့လောက်ပဲတက်ဒါပေမဲ့မကုန်တာကြတော့လေဒါဖျားတကူလိုပဲယူဆမှာပေါ့နော်အဲ့ဒီနောက်ကြောင်းတော့လိုက်လို့မမီတာတော့ခုချိန်ကြီးပဲဟုတ်ထူးခြားတဲ့အားလေးပေါ့ဒီမှာအဲ့လိုဒီတောင်မူကြီးကစတာပဲဖျားကြောင်းဘာဝတောင်မူသဘာဝတောင်ပေါ်တောင်ပေါ်ပါအဲ့မှာဒီရွာသူရွာသားတွေကစပြီးအစပြိုးတာပေါ့နော်သူတို့ဒီမှာအိမ်မဲရလို့ပါညာဆိုပြီးတော့ဒီနေရာတွေကတွဲမဆိုနေရာတော့တန့်တာပေါ့လူမနေထားတဲ့နေရာတွေအဲ့တမန်ကျောင်းရဲ့နောက်ကျောင်းတွေကြတော့ကျွန်တော်တို့ကကြတော့လေပြောတာဆိုတာပဲသိတာလေအသေးစိတ်ကြတော့လေလေးလာတစ်လောက်ပဲသိတာတော့ကျန်တာကြတော့ဟိုဒီသူကျွန်တော်တို့တိတက်တဲ့အချိန်တွေကတော့ကျွန်တော်တို့လည်းဖျားနဲ့မယ်တော့ပဲအဓိကကိုးကွယ်တာပေါ့ပြည့်ဖျားဒိတ်တာလည်းမတော့ကိုးကွယ်တယ်အဲ့နောက်ပိုင်းတော့ကိုတိတဲ့နေရာနေပဲအောက်ကိုပဲဆင်းလာတော့ဓပုံလေးနဲ့သူ့ရဲ့ဒီပေကြီးရဲ့ပထမအကြောင်းတကဓပုံလေးနဲ့ကိုးကွယ်တာနေနောက်ပိုင်းကျွန်တော်တို့ဆရာကိုလှူလိုက်တယ်လူတော့ဆရာနဲ့တစ်ဆင့်မှဒီလိုကြောင်းကန်ဖျားတစ်ဆင့်ပေါ့အခုကျွန်တော်တို့လက်ထက်မှာကျတော့ဒီအားနဲ့ဂျာရီဆက်ပြီးအားယူတာပေါ့အလူရှင်တွေလည်းပါတာပေါ့ကျွန်တော်တို့ဆရာအရန်တော်တဲ့ဆရာသူကြောင့်ကျွန်တော်တို့ဒီဘာသာရေးလောကတွေရောက်တာအဲ့တော့တရားကျောင်းကတော့သူစတာသူစခဲ့တာဒါကျွန်တော်တို့ကတော့တပည့်တွေဆိုတော့သူကျေးဇူးဆက်တာပေါ့ဗျာဒီလိုမျိုးလေးလောက်တာကသူကျေးဇူးဆက်တာလည်းအတူတူပဲပေါ့စင်လာလေးတွေမပြတ်အောင်လုပ်တယ်ဒီမြေကြီးပိုင်ရှင်ကကြတာဆရာကိုလှူလိုက်တာကျွန်တော်တို့ဆရာဦးမျိုးစိုးဆိုတာသူ့လှူပြီးတော့မှဒုတိယတစ်ဆင့်ကဆရာနေတစ်ဆင့်မှာအခုဒါဆရာဆုံးသွားပြီးတဲ့နောက်ပိုင်းကျွန်တော်တို့ကပြန်ပြီးထိန်းတာပေါ့ထိန်းသိမ်းပေးတာပေါ့ဟုတ်အလူရှင်တွေပေါ်လာတော့ဒီလိုပဲဟိုနည်းနည်းဒီနည်းနည်းနဲ့လုံရင်းနဲ့ကျွန်တော်ကပြောသလိုပေါ့ဟိုမေတော်ကြီးတကူပေါ့နည်းနည်းစီတော့ဒါကျဲဝဲသွားတော့ကျွန်တော်2လလောက်တည်းကတော့ကြိုပြီးပြင်ဆင်ရတယ်ဒီပွဲတော်အတွက်ကိုလေအလူရှင်တွေနဲ့ချိတ်ဆက်ပြီးရင်ကျွန်တော်တို့ပြင်ဆင်ရမယ့်ပုံစံလေးတွေပေါ့နော်ဒါတော့ကျောင်းမိသားစုတွေပေါ့နော်မိသားစုတွေအကုန်လုံးစုပြီးတော့ဒီလာတဲ့ပရိသတ်တွေရောခုနကသားမိတွေအဆင်ပြေဖို့တော့စီစဉ်ဆွဲရတာပေါ့မဟာအောင်တော့တက်တဲ့လောက်ကြိုးစားမယ်ပွဲကြီးဆိုတော့ဟာတာပဲဒါပေမဲ့ကြိုးစားတော့ပဲတစ်နှစ်တစ်မျိုးထပ်ဖြည့်တာတလားကိုသတင်းကိုပြောရတာပေါ့ဦးထားတော့မရဘူးဒါကဒီကတော့တော့ကျွန်တော်ကအဆင်ပြေ ဖလန်ချရတာဗျာမင်းကမင်းပိုင်အဲ့လိုပိုင်းလေးနဲ့ခွဲပေးရတာတလားကြော်လေးပြီးတော့ရတာဟုတ်မီးမွေးလိုက်တာ17နာရီကျော်လောက်ကျွန်တော်မီးမွေးလိုက်တာ9နာရီကျော်လောက်ဒီမြက်နင်းပြပြီဟုတ်ကဲ့နင်းပြပြီဟုတ်ကဲ့ဒီမှာကျနည်းနည်းအလန်းဝေးတော့ပြန်တဲ့ဒီခုနှစ်သားမီးတွေရှိရလေအလန်းဝေးတဲ့နေရာလာကြတဲ့လူတွေပါအဆင်ပြေပါဆော့လုပ်ပြီးဒီမျိုးတဲ့ရန်ကုန်တို့ဘာလို့ကအကြောင်းနေကြတော့လဲ6နာရီ9နာရီလောက်မှပွဲတော်တွေအဲ့လိုနီးနေပြစ်တာဝေးတာပေါ့ဒီရန်ကုန်ကျတော့ဝေးလို့ဟုတ်ဝေးတော့ပရိသတ်ကရန်ကုန်ပရိသတ်ကပို့လို့ပြလိုက်တယ်
အခက်ခဲကနှစ်တိုင်းပါပဲ တိုင်းပါပဲ ဟုတ်တော့ဒီအားပွဲကြီးကိုလုံးရတာဆိုတော့ဒါပေမဲ့ဒီလိုပဲဒီနှစ်ဟာတဲ့အောင်နောက်နှစ်ကျထပ်ဖြည့်ရတော့ဟုတ်အဲ့တော့ကိုယ်တတိထားတဲ့အားဖြည့်လိုက်ပြီးတော့နောက်တစ်မျိုးအခက်ခဲထပ်ဖြည့်တယ်အဲ့လိုပဲထပ်ရှာတယ်ထပ်ဖြည့်ဒီလိုပဲဖြည့်ဖြည့်နေနောက်ပိုင်းတော့ကောင်းသွားတော့ဒါပေမဲ့ကြောင်းတိုင်းပါပဲအဲ့လိုကြီးပဲကြိုးစားဟာကွက်ကတော့ရှိတယ်ဒါတော့အများနဲ့လောက်ရတော့ ကျွန်တော်တို့ကမီနိုဝဲပြီးသွားလို့ဖုန်းလေးမှာကြည့်ကြည့်လိုက်တယ်ဒီနေရာလေးမှာဟာဝိုင်းနောက်နေ့ကျအဲ့ရောက်ပြတ်ဖြည့်လိုက်ပြတ်ဖြည့်လိုက်တယ်အော်ဒီနောက်နေ့ကျလည်းသူကဟာတော့ဟာတာပေါ့ကွာလဲကျွန်တော်ဟာတာပေါ့ဟုတ် ကျွန်တော်တို့ရဲ့ဒါကကျတော့ဒုတိယအကြောင်းပေါ့ပထမအကြောင်းကကျွန်တော်တို့ဆရာရဲ့ကျွန်တော်တို့ရဲ့မိခင်ကျောင်းကရွှေပြည်သာမှာရှိရွှေပြည်သာလှော်ကားမှာဒီလိုဒိတ်တန်မီးဆိုတာအခုဒီလေးမှာအခက်အခဲရှိတယ်ဒိတ်တန်နဲ့အောင်မြင်တယ်သူကယုံကြည်မှုပေါ့နင်းကြတယ်ဟိုခုနကကျွန်တော်တို့ညီကိုတွေတော့မနက်ကပြောနေစွန့်လွတ်မှလည်းကောင်းတာရတာလေဒီတိုင်းတော့မဟုတ်ဘူးကိုလိုချင်တာရပြီးသွားရင်လည်းကိုကပြန်စွန့်လွတ်ရတာရှိတယ်ဒါကကျတော့ဒိတ်တန်မီးဆိုတာဒါမျိုးတော့တကူပြတဲ့အချိန်ပေါ့နော်ကျွန်တော်တို့ကစူတောင်းပြတဲ့အချိန်မှာကျွန်တော်တို့ကမေတော့ပြန်ပြီးတက်လဲပေးဆက်တာပေါ့တဲ့မနေ့ဟိုအဓိကဒီထဲမှာတော့ယုံကြည်မှုအဓိကပဲဒီမယ်လိုဒီရဲ့လမ်းစဉ်ကဘုရားလမ်းစဉ်ပဲဘုရားမကြိုက်တာသူတို့လည်းမကြိုက်ဒီလမ်းစဉ်ပဲဒါကကြောင့်ဘုရားလမ်းစဉ်မှာပါတဲ့အတိုင်းဒီမှာလည်းကျွန်တော်တို့ကျင့်ထုံးရတာအဓိကယူနီဖောင်းလေးတွေပဲကွာသွားတာကျန်တာလမ်းစဉ်တွေကအတူတူပဲဘုရားဘာသာလမ်းစဉ်တွေအဓိကတော့ကျွန်တော်တို့ရဲ့အလူရှင်တွေဆူတောင်းပေးရမယ့်တောင်းဒီခရီးသားမျိုးတွေအစဉ်ပြေအောင်ဆူတောင်းပေးရမယ့်တောင်းကျွန်တော်တို့じゃဘုရားအဲ့ဒါပဲခိုင်းတာဒီခရီးသားမျိုးအလူရှင်တွေအစဉ်ပြေးမှကျွန်တော်တို့လည်းရက်တည်လို့ရတာလေ